ဆုံးမဆုံးများတော့တတ်တော်ဆန္ဒကိုစေနေပါစေဥပယမိကိစ္စဝေနေရကြပါစေဒီအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးတဲ့အချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေသာဓုသာဓုသာဓုရှင်မြတ်စွာဘုရားအရှင်ဘုရားတပည့်တော်တနေ့ကလေးသမီးဤပုံလေးရဲ့ဒီတများကုသိုလ်အစုစုအားလုံးကိုပထဝီမြေကြီးကိုစောင့်ရှောက်တော်မူသောဝတ္တုတတိမြေသားမမင်းကြီးအားထိုင်တဲ့သစ္စာတွေတတိယသာပြီးကုသိုလ်များပြုပါလေ။တနေ့ကလေးသမီးဤပုံလေးနဲ့အတူတကွာဤပုံလေးနဲ့တန္တရာမှာပတ်သက်ဆက်ဆံကြကြသောပဋ္ဌာန်းဆက်များအားလုံးနှင့်ရှိတော်ရှိတာမျိုးတော်အပေါင်းအားလုံးသုံးတော်တကုံကောင်းအားလုံးအထက်ဘဝအောက်မှာရှိရကုန်သောဒီမှာပုဂ္ဂိုလ်တ attva ဝိနည်းသုံးတော်တကုံကောင်းများအားလုံးကိုတပါအမင်းလေးဤတော်လေးဘာလျာလာလျာတဲ့သူတို့ကိုဆိုင်ကြကုန်သောအမင်းလေးဤတော်လေးဘောရီသမီးတို့လည်းဒီမှာကျေးဇူးရှိတဲ့ကျေးဇူးရှင်များအားလုံးကိုတပါဒီဥပဒေနဲ့ပတ်သက်ဆက်ဆက်နာကုန်တော့ဒီနေ့ဒီမှာပုဂ္ဂိုလ်တ attva ဝေနေရအားလုံးကိုကုသိုလ်အများပြေးနေပါ၏ယေရှုဘုရားရှင်တော်မြတ်ကြီးဘုရားပြန်ပြန်ရှိကြကုန်သောဘုရားဆောင်နဲ့